အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ William ပါကျွန်တော်တို့မြန်မာ Sales Professional Channel ကနေပြီးအားလုံးကိုကျွန်တော်တို့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီမြန်မာ Sales Professional ဆိုတဲ့ channel လေးကိုတည်ထောင်ထားတဲ့ရွေချက်ကတော့ကျွန်တော်ဒီ sales နဲ့ပတ်သက်တဲ့အသိဉာဏ်ဘုသူတ knowledge တွေဟုတ်လို့ရှိရင်ဒီ sales professional ဖြစ်ချင်တဲ့သူတွေပေါ့နော် sales လောကထဲကိုဝင်ချင်တဲ့သူတွေ sales business development account management ဒီနယ်ပယ်ထဲကိုဝင်ချင်တဲ့သူတွေအဲ့လိုမျိုးတွေအတွက်အသုံးဝင်မဲ့ဒီနည်းစနစ်တွေဟုတ်လို့ရှိရင်ဘယ်လိုသွားရမလဲဆိုတော့guideline တွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးဖို့အတွက်ဒီ channel လေးကိုတည်ထောင်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီ sales နဲ့ပတ်သက်တဲ့ဒီအသိဉာဏ်ဘုသူတ knowledge တွေကဒီ sales professional career ကိုသွားချင်တဲ့လူတွေတွက်တာမကပဲねပေါ့နော်ပြီးရင်ကျွန်တော်တို့ဘယ် professional career ကိုပဲဖြစ်သွားနေတဲ့လူတွေအားလုံးပေါ့နော်ပြီးရင် business owner တွေဒီလူတွေအားလုံးကဒီ sales နဲ့ပတ်သက်တဲ့ဒီအသိဉာဏ်ဘုသူတ knowledge တွေဘယ်လိုအသုံးချရမလဲဆိုတဲ့ဒီ technique တွေပေါ့နော်ဒါမျိုးတွေကျွန်တော်တို့သိရှိနားလည်ထားတဲ့တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဥပမာကျွန်တော်တို့ကဒီ professional life မှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူများလုပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုရောင်းရတာပဲလေကို value ဘယ်လိုတက်အောင်လုပ်လဲဒီနေရာမှာကျွန်တော်ပြောနေတာဒီပတ်စံငွေကြေး salary တခုရပြောနေမှာပေါ့ကိုလိုချင်တဲ့ခံစားခွင့်မျိုးပေါ့နော်ကိုလိုချင်တဲ့environment မျိုးကိုအလုပ်လုပ်ချင်တဲ့style မျိုးရဖို့အတွက်ဆိုလို့ရှိရင်လည်းဒါတွေကကျွန်တော်တို့ကိုရောင်းတတ်မှရပါလိမ့်မယ်ဆိုတော့ sales professional တွေအတွက်ဆိုလို့ရှိရင်တော့ပိုအရေးကြီးတာပေါ့နော်ကိုလည်းရောင်းနေရတယ်ပြီးရင်ကို company ရဲ့ service တွေ products တွေပဲကျွန်တော်တို့ကရောင်းနေရတယ် right ပြောလို့ရှိရင် business owner တွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကကိုယ့်ရဲ့ business နဲ့ပတ်သက်တဲ့ product တွေ service တွေလည်းကျွန်တော်ရောင်းနေရတယ်လို့မျိုးပဲကိုယ့်ရဲ့စကားအောင်မှုအတွက်ကိုယ့်ရဲ့ဒီလက်အောင်ငယ်သားတွေပြောလို့ရှိရင်ကိုယ့်ရဲ့ partner တွေပြောလို့ရှိရင်ကိုယ့်ရဲ့ customer တွေဒီလူတွေအားလုံးကိုကျွန်တော်တို့က communication ပေါ့နော်ဒီနေရာမှာကိုယ့်ရဲ့ value ကိုကျွန်တော်ရောင်းနေရတာပါအဲ့တော့ sales ကကျွန်တော် day to day life မှာလူတိုင်းအတွက်အရန်အရေးကြီးပါတယ်အဲ့တော့အဲ့ဒီ sales နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်ဒီ channel မှာ sharing လုပ်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ channel မှာကျွန်တော်အပြင်ကျွန်တော်တင်ကလည်း content တွေကျွန်တော်တို့generate လုပ်တာမျိုးတွေကျွန်တော်ရှိပါမယ်ကျွန်တော် guidance တွေပေါ့နော်ပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီ sales နယ်ပယ်မှာဒီလုပ်နေတဲ့ sales professional တွေပေါ့နော်ကျွန်တော်တို့ sales business development account managementဒီနေရာမှာ experience ရှိတဲ့တကယ် sales professional တွေကိုကျွန်တော်အနေနဲ့ခေါ်ပြီးတော့ဒီမှာသူတို့ရဲ့ experience တွေကိုလည်းကျွန်တော်အနေနဲ့sharing လုပ်ပေးသွားဖို့ကျွန်တော်စီစဉ်သွားပါမယ်ဆိုတော့သူတို့ကနေပြီးတော့လည်းဘယ်လိုမျိုးသူတို့လိုမျိုးဖြစ်ချင်ဘာတွေလုပ်ရမလဲပေါ့နော်ဒါတွေကလူငယ်တွေအတွက်အကျိုးရှိမှာဖြစ်ပြီးတော့ကျွန်တော်တို့လက်ရှိအလုပ်လုပ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မြန်မာ Sales Professional Channel ကို subscribe လုပ်ပေးထားပါ notification download လုပ်ပေးထားပါပြီးတော့လို့ရှိရင်မိမိမိတ်ဆွေတွေအတွက်ပါအကျိုးကျေးဇူးရှိမယ်လို့ထင်တယ်ဆိုလို့ရှိရင်တော့သူတို့လည်း sharing လုပ်ပေးသွားပါဆိုတော့အားလုံးအကျိုးကျေးဇူးတစ်စုံတစ်ရာရရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ